booking system ဆိုတာပါလဲဆိုရင်တော့ကျွန်တော်တို့ meeting အခန်းတွေကို book လုပ်တဲ့အခါကျရင်ကျွန်တော်အချိန်တွေနေရာ conflict မဖြစ်ဖို့တယောက်နဲ့တယောက်ဒီ meeting အခန်းတွေမတိုက်နေဖို့အတွက်ကို manage လုပ်တဲ့ system တစ်ခုဖြစ်တယ်အဲ့ system မှာကျွန်တော်တို့ hardware တစ်ခုတည်းနဲ့ပြင်ထုတ်ပြီးတော့အခန်းရှိ panel လေးမှာချိန်ထားလို့ရတယ်ဒါကျွန်တော် panel design လေးဟုတ်နော် sorry ဒါ panel design လေးနော်ဒီလိုမျိုးလေးသုံးလို့ရတယ်Cupid မှာကျွန်တော်တို့ model 3မျိုးရှိတယ်လက်ရှိပေါ့နော် meeting room booking system နဲ့ပတ်သက်ပြီး model 3မျိုးရှိတယ်အဲ့ဒါဘာလဲဆိုရင်ပထမဆုံးအနေနဲ့ TD1070 နောက်တစ်ခုကကြောင့် TD1060 နောက်တစ်ခုကကြောင့် TD0350 ပေါ့ကျွန်တော်ဒီနေ့ demonstration မှာလုပ်ပြသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ product လေးက TD1060 ဖြစ်လိမ့်မယ်သူကကျွန်တော်တို့ဒီ10လက်မ panel ရှိတယ်ပေါ့နော်ပြီးရင်သူက Android base နဲ့လာတယ်အဲ့ပုံမှာကျွန်တော် on-site booking ဆိုရဲဒီ system လေးတစ်ခု launch လုပ်ထားတယ်အဲ့တော့အဲ့ပုံမှာပဲကျွန်တော်တို့ integrate လုပ်ပြီးတော့ကျွန်တော်တို့ဒီ meeting room booking system တွေကို manage လုပ်အဲ့တော့ကျွန်တော် meeting room booking system သုံးပြီဆိုရင်လူကြီးမင်းတို့အနေနဲ့ဘာတွေလိုအပ်လဲကျွန်တော်အဲ့တော့သိဖို့လိုတယ်ပေါ့နော်လူကြီးမင်းတို့ရဲ့ဒီရုံးတွေမှာဆိုရင်ကျွန်တော်တို့ email platform တွေအများကြီးရှိကြတယ်တချို့ကျတော့ O365 သုံးတယ်တချို့ကျတော့ G Suite သုံးတယ်ပေါ့တချို့ကျတော့လည်းကိုယ်ပိုင် mail server တွေထောင်ပြီးတော့သုံးကြရပေါ့ကျွန်တော်တို့ device ကကျတော့ O365 နဲ့ G Suite ကို support လုပ်တယ်အဲ့တော့ device ရဲ့အားသာချက်ကတစ်ချိန်ဝယ်ပြီးတော့လည်းထပ်ပြီးတော့ subscription fees မှာပေးစရာမလိုတော့အဲ့ဒါပထမဆုံးအားသာချက်တစ်ခုပြီးတော့ easy to set up ဖြစ်တယ် easy to install လုပ်လို့ရတယ်ပြီးတော့ easy to use ပဲအရင်မခက် Office 365 သုံးတာဖြစ် G Suite သုံးတာဖြစ်ကျွန်တော် device ကိုစသုံးလို့ရပြီအဓိကတော့ O365 နဲ့ G Suite မှာပါတယ်ကျွန်တော်တို့ meeting room system ကိုကျွန်တော်ရဲ့ device နဲ့လာပြီး integrate လုပ်ပါ Office 365 မှာ meeting room list တွေ create လုပ်လို့ရတယ်အဲ့ list တွေကိုတယောက်ချင်းစီကလည်း book လုပ်ပေးရှိတယ်ဒါပေမဲ့အဲ့ဒါ software ပေါ်မှာပဲတွားနေတာအဲ့ဒါကိုကျွန်တော်ကအပြင် physical device ခုအနေနဲ့ဆွဲထုတ်လိုက်တဲ့သဘောပဲအဲ့တော့ကျွန်တော် panel ကြီးပေါ်မှာကျွန်တော်တို့ meeting book လုပ်ထားတဲ့အားတွေကိုမြင်ရမယ်ပြီးတော့ရင်ဘယ်သူတွေ book လုပ်ထားတယ်ဟလားဘယ်အချိန်မှာဘယ်သူက book လုပ်ထားတယ်ဘယ်အချိန်မှာဘယ်သူတွေနဲ့ meeting လုပ်မယ်ဆိုတော့အလွယ်တကူသိနိုင်တယ် panel လေးပေါ့နော် panel အပေါ်မှာဒါ TD1060 sling ပေါ့နော်ဒီပေါ်မှာကျွန်တော်တို့ဗာလေးပါမယ်ဆို lighting လေးပါတယ်အဲ့ဒါကြတော့ meeting room မှာကျွန်တော်တို့က book လုပ်ထားပြီးတော့ meeting room ခန်းထဲကိုဝင်နေပြီပေါ့နော် meeting လုပ်နေပြီဆိုရင်ဘာရောင်နဲ့ပြmeeting မရှိဘူးအခန်းလွတ်နေရဆိုရင်ဘာရောင်နဲ့ပြဒါမှ meeting ခန်းမှာတန်ရှင်းလုပ်နေဒါမှမဟုတ် meeting ခန်းတစ်ခုခု error ဖြစ်နေရဆိုရင်ဘာရောင်နဲ့ပြ vacant ဆိုရင်ဘာရောင်နဲ့ occupy ဆိုရင်ဘာရောင်နဲ့ elect ဆိုရင်ဘာရောင်နဲ့အဲ့လိုမျိုးကျွန်တော်တို့ကဒီ lighting လေးကပြပေးပါဒါတော့ device setup လေးပေါ့နော်ကျွန်တော်ကအခုမှ setup လုပ်မယ့်အခါလေးတစ်ခါလေးပြလိုက်ပါသူ့မှာကျွန်တော်တို့က wifi နဲ့ချိတ် wifi နဲ့လည်းချိတ်သုံးလို့ရတယ်ပြီးရင်ကျွန်တော်တို့ကဒီ panel ရဲ့အနောက်မှာပေါ့နော်ကျွန်တော်နောက်ဘက်ခြမ်းပြပေးမယ်ဒီ panel ရဲ့အနောက်မှာဆိုရင်ကျွန်တော်တို့ကဘာတွေပါလဲပေါ့နော်ဒီဘက်မှာကျွန်တော်တို့ audio port လေးပါတယ်ပြီးရင်ဒီဘက်မှာ USB port လေးတစ်ခုပါမယ်ပြီးရင် USB Type A port နှစ်ခုပါတယ်မြင်ရလားမသိပြီးရင် RJ45 port တစ်ခုပါမယ်အဲ့ RJ45 က PoE ရတယ်အဲ့တော့အခုလိုမျိုး power ပေးပြီးမသုံးချင်ဘူးဆိုရင် PoE နဲ့တခါတည်းပေးပြီးသုံးလို့ရတယ်ဒါဆိုရင်ကျွန်တော်တို့ကset up လုပ်ရတာပုံပြီးတော့လွယ်သွားပါတော့ PoE မှာ internet လည်းရလာမယ် power လည်းပေးမယ်ဆို device ကို power ပေးသားလည်းဖြစ်မယ် internet လည်းထွက်မယ်အခုကကျွန်တော်က LAN ကြိုးထည့်ပြီးသုံးတာတော့မဟုတ် PoE တက်သုံးတာမဟုတ်တဲ့အတွက် device ကိုကျွန်တော် DC ပေးတယ်ပြီးရင်ကျွန်တော် Wi-Fi နဲ့ချိတ်ပြီးတော့ set up လုပ် Okay ဒါဆိုရင်ဒီမှာ booking system ကိုတက်သွားပြီWi-Fi ပေါ်တော့မူတည်အောင်နော် Wi-Fi line ကောင်းတယ်ဆိုရင်ဒီပေါ်မှာအကုန်လုံးပေါ်လာတော့မယ်အခု connecting server လုပ်နေပြီပေါ့နော် Okay ဒါဆိုရင်ဒါပါလဲဆိုရင်ကျွန်တော်တို့ meeting room panel ပေါ်ရောက်သွားပြီအဲ့ backend မှာတော့လောက်ရတဲ့အပိုင်းလေးတော့ရှိရပါတော့အဲ့ဒီအပိုင်းတွေကတော့ Legionary meeting room booking system ကိုအသုံးပြုတော့မယ်ဆိုရင်ကျွန်တော်တို့အဲ့ဒါအကုန်လုံးကိုလုပ်ပေးမှာဖြစ်ပါတယ် Okay ဒါဆိုရင်တော့ဒါ meeting room booking system မှာတော့ loading လေးတော့ဆောင်းတာ Wi-Fi connection နဲ့တောင်းနေရဆိုတော့လေအဲ့တော့ကျွန်တော်ဒီမှာ book now ရှိရဗျာကျွန်တော်ဒီကနေပဲပြသွားမယ် book now ကိုနှိပ်ပြီးတော့ရန်ကျွန်တော်တို့ book လုပ်လို့ရတယ်အဲ့တော့ book လုပ်တဲ့အခါမှာဒါဆိုရင်ကျွန်တော်တို့ကဒီဟာကိုအသုံးပြုပြီးတော့ဟုတ်ပြီ booking လုပ်တာတော့ဟုတ်ပြီပေါ့နော် book လုပ်နေရတော့ဟုတ်ပြီဒါဆိုရင်ဘယ်လိုမျိုးဒီဟာကဒီ device ကအလုပ်လုပ်မှလဲကျွန်တော်အဲ့ဒီဘိုင်းနေကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က book လုပ်လိုက်တဲ့အခါကျရင်အငင်းပွားဝယ်တာမရှိဘူးအတွက်ကကြတော့သူ့မှာ reservation code ဆိုတဲ့ system ရှိတယ်အဲ့တော့ reservation code ဆိုတဲ့ဟာလေးရလာတဲ့အခါကျဘာဖြစ်သွားလဲဆိုတော့ meeting ခန်းထဲကိုဝင်နေတဲ့သူက reservation code ပါမှဝင်လို့ရအဲ့တော့ခုနလိုမျိုးဒီဌာနတစ်ခုပေါ့နော်ကိုယ့်ရဲ့ဒီ meeting room account ကိုကိုင် meeting room တွေကို manage လုပ်ရတဲ့လူတစ်ယောက်စီကိုတွားပြီးတော့ on paper ပေါ်ကနေပြီးတော့လာဒီနေ့ဒီရက်မှာ meeting လေးလုပ်ချင်ပါတယ်ဆိုပြီး on paper မှာရေးပြီးတော့ sign လေးထိုးခဲ့ပြီးတော့ meeting ကောင်တခါဖွင့်ပြီးဝင်လိုက်ရုံနဲ့ဝင်ထိုင်တာတွေမဟုတ်တော့ဘဲနဲ့ဒီ system သုံးလိုက်တဲ့အခါမှာကုတ်ပါမှအခန်းထဲဝင်လို့ရတော့မယ်reservation code က၄လုံးရှိရပေါ့နော်အဲ့၄လုံးရလာပြီဆိုရင်ကျွန်တော်ဒီအခန်း panel ဒီ panel လေးပေါ်မှာကျွန်တော်တို့က book ဒီ check in ဆိုတာလေးကိုနှိပ်ပြီးတော့ခုနကုတ်၄လုံးရိုက်ထလိုက်တဲ့အခါကျရင် vacant ဆိုတဲ့စာသားလေးကနေ occupy ပြောင်းသွားတယ်
ပြီးတော့နောက်လူတွေကလည်းသူတို့ရဲ့ email ကနေပြီးတော့အခန်းကို book လုပ်တဲ့ခါကျရင်ကိုက meeting ကို10နာရီနဲ့12နာရီထိသုံးနေရဆိုရင် तू ကအဲ့ချိန်ကိုနိုင် book လုပ်ခွင့်မရှိတော့အဲ့တော့ကျွန်တော်တို့က meeting ကန်လှူရတဲ့ပြဿနာမရှိတော့ဘူးပြီးတော့ conflict လည်းမဖြစ်တော့အချိန်လည်းသွားတိုက်ဆရာမရှိဘူးအားကြောင့်လဲဆိုတော့ကိုကဒီ reservation ကုန်းတဲ့ meeting ကန်နဲ့ဝင်လိုက်တဲ့အတွက်ဒီအချိန်မှာ meeting ကန်က occupy ဆိုပြီးတော့ကျွန်တော်တို့ရဲ့ O365 email calendar မှာလာပြအဲ့တော့ဒီနောက်တစ်ယောက်က10နာရီနဲ့12နာရီထိကို meeting room book လုပ်ရှင်တယ်သို့တော့အခန်းလို့မရှိဘူးဒါဆိုသူသိကြရလေ meeting room မအားတော့သူသိသွားပြီအဲ့တော့ admin ခုနက meeting room ကို manage လုပ်ရတဲ့လူတစ်ယောက်ရှိကိုတွားပြီးတော့ book လုပ်တဲ့ခါကျသူကဒီစာ on paper မှာအချိန်ကို like မှတ်ပြီးတော့အချိန်တိုက်မတိုက်စစ်ကမှာအဲ့ဒါလည်းအချိန်တစ်ခုပေးရတယ်ဗျာအဲ့လူတွေလည်းပြင်မှန်းတယ်ကျွန်တော်တို့အခုကကြောက်ဘာလို့မှလဲဆိုတော့ system ဘောကနေသွားမှာ system ဘောကနေသွားမှာဖြစ်တဲ့အတွက် system တိုင်းလောက်တာဖြစ်တဲ့အမှားနဲ့အဲ့လိုမျိုးဖြစ်သွားမှာเนาะကျွန်တော်တို့အဲ့နေရာမှာအစားထိုးသုံးတာပေါ့အဲ့တော့ဒီ device ရဲ့အားသာချက်တွေကအဲ့ဒါလေးရှိ